အားလုံးမင်္ဂလာပါကျွန်တော်တို့ဒေါက်တာကျော်စိုးမိုးပါ UKMA trainer တယောက်ပါဒီနေ့မှာတော့ကျွန်တော် UKMA မှာအတွေ့ရများတဲ့ ECG ဖတ်ရတဲ့ case လေးအကြောင်းပြောပြချင်ပါတယ်ဒီ case လေးတွေက clinical practice မှာလည်းအသုံးဝင်တဲ့ case လေးဖြစ်လို့ UKMA လေးမဖြေတဲ့ဆရာဆရာမများအတွက်လည်းအသုံးဝင်ပါပါကဲ case လေးတွေကြည့်လိုက်ရအောင်ပထမဆုံး case လေးကတော့အဲ့ case လေးပါဒီ case လေးကတော့ fine တွေကိုအစကတည်းကမသိထားဘူးဆိုရင်ကျွန်တော်တို့ဒီ case ကို miss ဖြစ်နိုင်ပါတယ် normal ECG လို့ထင်တတ်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါ normal ECG မဟုတ်ပါဘူးအဲ့လိုမျိုး delta wave လေးတွေပါနေတဲ့ Wolff Parkinson White syndrome WPW syndrome ပါအဲ့တော့ WPW syndrome မှာတွေ့ရတဲ့ delta wave ကဘယ်လိုမျိုးလဲဆိုတာကျွန်တော် zoom နဲ့ပြပါမယ်အဲ့ဒီမှာကျွန်တော်တို့ P wave ရှိမယ်ပေါ့နော် P wave လေးရှိမယ် P wave ပြင်အမှန်မှာတော့ PR interval လာရမှာပေါ့နော်အဲ့လိုလာရမယ့်နေရာမှာ PR interval လေးကတူနေပြီးတော့ventricular depolarization ကစောပြီးတော့ဖြစ်သွားတယ်အဲ့လိုမျိုးစောပြီးတော့ထောင်တက်သွားတဲ့ wave လေးကျွန်တော်တို့က delta wave လို့ခေါ်ပါတယ်အဲ့တော့ normal QRS လေးနဲ့ဒီလိုမျိုးရှင်းပြီးကြည့်လိုက်ရင်ဒီလိုမျိုးတွေ့ရမှာပေါ့နော်ဒါက normal QRS မှာ PR interval ရှိတယ်အဲ့ PR interval ကကျွန်တော်တို့3 to 5 small squares ရှိပါတယ်အဲ့ဒီမှာဆိုရင် delta wave ရှိနေတဲ့ WPW syndrome မှာဆိုရင်တိုးသွားတယ်တိုးပြီးတော့အဲ့ delta wave လေးကပေါ်လာပါတယ် okay အဲ့ wave လေးကိုသိထားဆိုရင် WPW syndrome ကိုလွယ်လွယ်လေး diagnose လုပ်နိုင်မှာပါနောက်တစ် case ကတော့အဲ့ဒါလေးပါဒီမှာကြည့်လိုက်ရင် rhythm ကမညီဘူးပေါ့နော်အဲ့ဒီမှာဒီ QRS complex ကစောနေတယ်ဆိုတော့ဘာကြောင့်စောလဲကြည့်လိုက်တော့ဒီမှာ P wave ကမတူ P wave ကပုံစံပြက်နေတယ်အဲ့တော့ကျွန်တော်တို့ကောက်ချက်ချလို့ရတာဒါ atrial gamma extrasystole တခုဖြစ်သွားတာပေါ့နော်အဲ့တော့ atrial extrasystole ဒါမှမဟုတ် premature atrial complex ကြိုက်တာခေါ်လို့ရတယ်နော် atrial atopic လို့လည်းခေါ်ကြပါတယ် okay ဒါက atrial atopic နောက်ထပ် case တစ်ခုပါဒီမှာကြည့်လိုက်ရင်ကျွန်တော်ဒီvalid မှာပဲကြည့်ပေါ့နော်အားလုံးကအရှိဆွဲထားတာဆိုတော့ဒီမှာ lead 3မှာကြည့်လိုက်မယ်ဒီမှာဆိုရင်လည်းစောနေရပေါ့နော်စောနေတယ်ဒါပေမဲ့ QRS ကသူ့မှာ QRS ရဲ့ပုံစံ shape ကမပြောင်းတူတူပဲဟို P wave ရဲ့ shape ကပြောင်းနိုင်တယ်အဲ့တော့အဲ့ဒါကို atrial extrasystole ပေါ့နော်အဲ့ဒါလည်းနောက်ထပ် case တစ်ခုပဲ atrial extrasystole ဆိုပေမဲ့လည်းသူ့မှာshape ကတော့တိတ်မကွာဘူးဖြစ်နေတယ်အဲ့လိုမျိုးဆိုတော့ atrial depolarization ဖြစ်တဲ့လမ်းကြောင်းကပုံမှန်လမ်းကြောင်းနဲ့တိတ်မကွာဘူးပေါ့နော်အဲ့လိုမျိုး case မျိုးလည်းရှိပါတယ် okay နောက် case တစ်ခုကတော့ဒါကကြတော့ QRS shape ကတော်တော်ကြီးပြောင်းသွားပြီအဲ့တော့အဲ့ဒါက ventricular atopic ပဲနော်အဲ့တော့ပုံမှန် depolarization လုပ်နေကြလမ်းကြောင်းတိုင်း ventricle depolarize မဖြစ်ဘူးအဲ့တော့ဒီလိုမျိုးရုပ်ဆိုး atopic wave ကြီးထွက်လာတာပေါ့နော်ventricle extrasystole ဒါလည်းventricle atopic ပါပဲဒီမှာဆိုရင်ဒီ atopic wave တွေဒီမှာတွေ့ရမယ်2 3မှာရောဒီမှာ AVR ဒီမှာလည်းတွေ့ရပါမယ်နော် okay okay ဒါနောက်ဆုံးတစ် case ကကြတော့ဒါဆရာမတို့တော်တော်ရင်းနေတဲ့ case ဖြစ်မှာပါအဲ့တော့ lead တွေမှာလိုက်ရှာကြည့်ရင် P wave လုံးဝမတွေ့ရဘူးပြီးတော့ rhythm ကြည့်လိုက်ရင်လည်း irregular ဖြစ်နေတယ် regular ဖြစ်တဲ့ပုံစံကလည်း irregular ဖြစ်နေတယ် irregularly irregular ဆိုတော့အဲ့ဒါက atrial fibrillation ဖြစ်ဖို့များပါတယ်တေချာချင်းကျွန်တော်တို့ P တွေလိုက်ရှာမယ် P တွေလည်းမတွေ့ဘူး P is a fibrillation wave လေးတွေ့နေရပေါ့နော် fibrillatory wave လေး okay အဲ့ဒါက atrial fibrillation ပါ okay အခုကျွန်တော်ပြောလိုက်တဲ့ case တွေက UKMA လေးမှာအမေးများပါတယ် UKMA ဖြေမဲ့ဆရာဆရာမတွေဆိုရင်လည်းဒီ case လေးတွေကိုပိုင်နိုင်အောင်ကြည့်ထားဖို့လိုတယ်examination လုပ်ပြီးတဲ့အချိန်မှာ ECG တောင်းကြည့်ဖို့လိုတယ် ECG တောင်းကြည့်ပြီးတော့ပြလိုက်ရင် ECG ကိုမကြောက်ဘဲနဲ့ဖတ်ပါဖတ်မှထွက်ပါမယ် diagnosis ထွက်ပါမယ်အဲ့ဒီအတွက် ECG ကိုမဖြေခင်ကြိုကြည့်ထားဖို့လိုပါတယ် okay အဲ့ဆိုရင်အားလုံးအတွက်ကြိုရှိမယ်လို့မျှော်လင့်ပါတယ်အားလုံးအဆင်ပြေကြပါစေကျေးဇူးပါ